မိုက်ကယ်ဟာလူမတက်ခင်မှာရဲမင်းကြီးစီဖုံးဆက်ပြီးငါတယောက်ယောက်ကိုတတ်တော်မယ်လို့ရန်စားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်ပြစ်မှတ်ကတော့ရဲမင်းကြီး Alex ပါပဲ။သူခလုတ်ကိုဆွဲညှစ်တော့မယ့်အချိန်မှာပဲအမျိုးသမီးနှစ်ယောက်ကရဲမင်းကြီးစီကိုရှုံးလာခဲ့ပါတယ်။မိုက်ကယ်ကအဲ့ဒီထဲကတယောက်ဟာရဲမင်းကြီးရဲ့ဇနီးလူချက်ချင်းခတ်မှတ်မိသွားပြီးထပ်မံရန်စားလိုက်ပါတယ်။ခမည်းမှာအရန်လာတဲ့ဇနီးတယောက်ရှိတာပဲလို့ပြောပြီးရဲမင်းကြီးမတားနိုင်ခင်မှာပဲဇနီးတွေကိုပြစ်တက်လိုက်ပါတယ်။အခင်းဖြစ်ပွားရာနေရာဟာရုတ်ရုတ်တဲတဲဖြစ်သွားခဲ့ပြီးဒါဟာရဲမင်းကြီးအပေါ်မိုက်ကယ်ရဲ့လက်စားခြင်းမှုပါပဲ။ Alex ဟာသူ့ဇနီးကိုဖတ်ထားရင်အရန်ကိုကြေကွေးနေပါတယ်။ဒါပေမဲ့မိုက်ကယ်ရဲ့ရက်စက်မှုတွေကဒီမှာရင်မရက်သေးပါဘူး။ဇာဗနာနေမှာတော့မိုက်ကယ်ဟာအဝေးကနေစောင့်ကြည့်နေပြီးရန်သူကိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်နေပါသေးတယ်။ရန်သူကိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်တာဟာမိုက်ကယ်ရဲ့စတိုင်ပါ။ဇာဗနာအပြီးမှာတော့ Alex ဟာလက်နက်ကရိယာတွေဖင်ဆင်ပြီးဒီလူသက်သမားကိုကိုယ်တိုင်အဆုံးစီရင်မှုဆုံးဖြတ်လိုက်ပါတယ်။ဒါဟာခမင်းတယောက်ရဲ့တာဝန်လို့သူခံယူထားပါတယ်။တဖာမှာလည်းမိုက်ကယ်ဟာနောက်ထပ်ပြစ်မှတ်အထဖင်ဆင်နေပြီးသူ့ကိုယ်တိုင်အလိုက်ခံနေရပြီဆိုတာကိုတော့မသိသေးပါဘူး။ Alex ဟာမိုက်ကယ်ချန်ခေခဲ့လေပုံချမ်းတဲ့ကနေနောက်ထပ်ပြစ်မှတ်ရဲ့သဲလွန်စားကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့မြို့ပါစီမံကိန်းဌာနရဲ့အကြီးအကဲပဲဖြစ်ပါတယ်။ Alex ဟာအကူအညီတောင်းပြီးတရားရုံးပတ်ဝန်းကျင်ကိုရဲတပ်ဖွဲ့အင်အားအလုံးရင်းနဲ့ပိတ်ဆို့ထားလိုက်ပါတယ်။လူတိုင်းကလူသက်သမားနောက်ဆုတ်တော်မယ်လို့ထင်နေပေမဲ့မိုက်ကယ်ကတော့ထိမ်မှတ်မထားတဲ့နေရာကနေပေါ်လာပါတယ်။သူဟာယထာထိန်ချုံမှုစနစ်ကိုဟက်ကဝင်ရောက်စီးနီးပြီးတားဆီးသူတွေကိုတနက်နဲ့အကျန်းဖက်ပစ်ခတ်ခဲ့ပါတယ်။ခရီးစဉ်တွေကြောက်လန့်နေချိန်မှာသူကတကားတွေကိုပိတ်ပြီးသူ့ရဲ့အစီအစဉ်အတိုင်းတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။ပြင်းမှန်ရှိတဲ့ရင်တန်းဟာတရားရုံးရှိကိုရောက်လာတဲ့အခါမိုက်ကယ်ဟာ rocket launcher ကိုအသင်ပြင်ပြီးစောင့်နေပါတယ်။သူဟာအချိန်ကိုအတိအကျတွက်ချက်ပြီးခလက်ကိုဆွဲညှစ်လိုက်ပါတယ်။ချက်ချင်းဆိုတာနဲ့ပြင်းထန်တဲ့ပေါက်ခွဲမှုကြီးဖြစ်သွားပြီးလမ်းပေါ်မှာမီးတောင်တွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်။အဲ့ဒီပေါက်ခွဲမှုထဲမှာပြင်းမှတ်ဖြစ်သူလည်းပါသွားခဲ့ပါတယ်။အလုပ်ပြီးသွားတဲ့မိုက်ကယ်ဟာလူအုပ်ထဲကိုအေးအေးဆေးဆေးတိုးဝင်ပြီးလွတ်မြောက်သွားပြီလို့ထင်နေပေမဲ့အခြေအနေကပြောင်းသွားပါတယ်။သူမတီးထီတာကတော့ပိုမိုကြီးမားတဲ့ထိတ်တိုက်တွေ့ဆုံမှုကြီးသူရှိမှစောင့်ကြိုနေတယ်ဆိုတာပါပဲ။